ဒီနေ့ကျွန်တော်တို့အားလုံးအတွက်တကယ်ကိုအရေးပါတဲ့ကျွန်တော်တို့ရဲ့အလုပ်လုပ်ပုံတွေးခေါ်ပုံတွေကိုပြောင်းလဲပြစ်နိုင်တဲ့အကြောင်းအရာတစ်ခုအကြောင်းပြောပြချင်ပါတယ်။အဲ့ဒါကတော့ DWORK ဆိုတဲ့အယူအဆတစ်ခုအကြောင်းပါ။ဒီနေ့ခေတ်မှာကျွန်တော်တို့အားလုံးဟာအလုပ်တွေလုပ်เสียတွေစိတ်နှောက်ယှက်ဖြစ်เสียတွေနဲ့ပြည့်နေတဲ့ကဘာကြီးထဲမှာနေထိုင်နေကြရပါတယ်။ဖုန်းတန်တွေ message တန်တွေ email တွေ social media တွေနဲ့တစ်ချိန်လုံးစိတ်ပြတ်လွင့်နေရတော့တာပေါ့။ဒါပေမဲ့ဒီလိုပတ်ဝန်းကျင်မျိုးမှာတကယ်ကိုထိရောက်တဲ့တန်ဖိုးရှိတဲ့အလုပ်တွေကိုဘယ်လိုဖန်တီးမလဲအဲ့ဒီမေးခွန်းရဲ့အဖြေက DWORK ပါပဲ။ DWORK ဆိုတာလွယ်ပြောရရင်စိတ်ပြတ်လွင့်မှုလုံးဝမရှိပဲတခုတည်းသောအလုပ်တစ်ခုအပေါ်မှာအာရုံစိုက်ပြီးကိုယ့်ရဲ့အုံနောက်စွမ်းအားအပြည့်အဝကိုအသုံးပြုပြီးလှုပ်ဆောင်တာကိုဆိုလိုတာပါ။ဒီလိုလှုပ်ခြင်းအဖြစ်ကျွန်တော်တို့ဟာအလုပ်ကိုပိုပြီးမြန်ဆန်တိကျစွာပြီးစီးစေနိုင်တယ်လို့ရလဒ်ကောင်းတွေလည်းပိုမိုထွက်ရှိလာစေပါတယ်။ဒီ DWORK ဆိုတဲ့အယူအဆကိုကယ်နီယူပေါ့ဆိုတဲ့စာရေးဆရာတစ်ယောက်ကသူ့ရဲ့နာမည်ကျော်စာအုပ်ထဲမှာဖော်ပြထားတာပါ။သူပြောတာကတော့ DWORK ကိုလှုပ်ဆောင်ဖို့အတွက်နည်းလမ်း၄မျိုးရှိပါတယ်။ပထမဆုံးနည်းလမ်းကတော့ယသိတပါးလိုလှုပ်ဆောင်ခြင်း Monastic approach လို့ခေါ်ပါတယ်။ဒါကတော့ကိုယ့်ပတ်ဝန်းကျင်နဲ့လုံးဝအဆက်ဖြတ်ပြီးအလုပ်တစ်ခုကိုအပြီးတက်တဲ့အထိအာရုံစိုက်လှုပ်ဆောင်တာမျိုးပေါ့။ဥပမာတောထဲကတဲလေးတစ်လုံးထဲကိုသွားပြီးဝတ္ထုတအုပ်ပြီးရေးတာမျိုးပေါ့ဒါကတော့လူတိုင်းအတွက်မလွယ်ကူပါဘူးဒုတိယနည်းလမ်းကတော့နှစ်ပိုင်းခွဲလှုပ်ဆောင်ခြင်း bimodal approach ပါဒီနည်းလမ်းကအမြန်ပြီးကျင်တဲ့အလုပ်ကိုတခြားအလုပ်တွေထက်ပိုဦးစားပေးတာမျိုးပါဥပမာတစ်နေ့ကို4နာရီကနေ6နာရီလောက်ကိုကိုယ့်ရဲ့ရုံးခန်းထဲမှာအနှောက်အယှက်မရှိဘဲအဲ့ဒီအလုပ်အတွက်တည်တံ့သတ်မှတ်ထားတာမျိုးပါဒီအချိန်ပြီးတာနဲ့တော့ကြံတဲ့အလုပ်တွေကိုလွတ်လွတ်လပ်လပ်လုပ်လို့ရတာပေါ့တတိယနည်းလမ်းကတော့စီးကျက်ညီလှုပ်ဆောင်ခြင်း rhythmic approach ပါဒါကတော့အလုပ်တွေကိုအချိန်ပိုင်းခြားလေးတွေခွဲပြီးလှုပ်ဆောင်တာမျိုးပေါ့ဥပမာပိုမိုတိုရိုတက်ကနစ်လိုမျိုးပေါ့မိနစ်60စီကိုအချိန်ပိုင်းခြားလေးတွေသတ်မှတ်ပြီးအဲ့ဒီအချိန်တွေမှာသတ်မှတ်ထားတဲ့အလုပ်ပိုင်းလေးကိုပဲအာရုံစိုက်လုပ်တာမျိုးပါကိုယ့်ရဲ့တပတ်တာအစီအစဉ်ကိုကြိုတင်ဆွဲပြီးဒီလိုအချိန်ပိုင်းခြားလေးတွေကိုကလင်ဒါမှာမှတ်သားထားတာမျိုးပေါ့စတုထနဲ့နောက်ဆုံးနည်းလမ်းကတော့သတင်းစာဆရာလိုလှုပ်ဆောင်ခြင်း journalistic approach ပါဒါကတော့နေ့စဉ်ဘဝမှာအလုပ်တွေရှုပ်ထွေးနေတဲ့သူတွေအတွက်တင့်တော်ပါတယ်ဘယ်အချိန်မဆိုမမျှော်လင့်ပဲအချိန်အားသွားရင်အဲ့ဒီအချိန်ကိုအလုပ်လုပ်ဖို့အတွက်အသုံးချလိုက်တာမျိုးပေါ့ဥပမာဆေးကမ်းမှာတန်းစီနေရတဲ့အချိန်ကားပိတ်နေတဲ့အချိန်မျိုးတွေပေါ့ဒီနည်းလမ်းတွေတဲကဘယ်နည်းလမ်းကိုပဲရွေအရေးကြီးတာကတော့ကိုရွေးချယ်တဲ့နည်းလမ်းကိုရည်ရွယ်ချက်ရှိလှုပ်ဆောင်ဖို့ပါပဲကိုယ့်ရဲ့အချိန်တွေကိုဘယ်လိုသုံးစွဲနေလဲဆိုတာကိုမှတ်သားကြည့်ပါဒါမှသာထိရောက်တဲ့အချိန်နဲ့မထိရောက်တဲ့အချိန်တွေကိုခွဲခြားသိမြင်ပြီးအလေးအကျင့်ကောင်းတွေကိုမြင်လာနိုင်မှာပါနောက်တစ်ခုကတော့အကျိုးမရှိတဲ့အချိန်တွေကိုအကျိုးရှိအောင်လှုပ်ဆောင်ခြင်းပါဒီအချက်ကတော့ကျွန်တော်တကယ်ကိုသဘောကျပြီးမသိဘဲနဲ့တောင်ကျွန်တော်တို့ဘဝမှာအသုံးပြုနေခဲ့တဲ့အယူအဆတစ်ခုပါပဲကိုအကျိုးမရှိဘူးလို့ထင်ရတဲ့အချိန်တွေကိုနည်းနည်းစွာတွေးခေါ်ဖို့အတွက်အသုံးချတာမျိုးပါဥပမာမနက်တိုင်းမီးရထားနဲ့အလုပ်သွားတဲ့အခါမိနစ်30လောက်ဘာမှမလုပ်နိုင်တဲ့အချိန်မျိုးပေါ့အဲ့ဒီအချိန်ကိုခက်ခဲတဲ့ပြဿနာတစ်ခုကိုစိတ်ထဲမှာဖြေရှင်းကြည့်ဖို့ကြိုးစားတာမျိုးလုပ်လို့ရတယ်အလုပ်သွားအလုပ်ပြန်ရေချိုးရင်းအိမ်လုပ်ရင်းဈေးဝယ်ရင်းခွေးနဲ့လမ်းလျှောက်ရင်းကိုတယောက်တည်းလမ်းလျှောက်ရင်းစတဲ့အချိန်တွေအားလုံးဟာတွေးခေါ်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးတွေပါပဲနောက်တစ်ခါကိုဘာမှမလုပ်ရပဲတာမန်အလုပ်လေးတွေလုပ်နေရတဲ့အားလက်ချိန်မျိုးရလာရင်ကြီးမားတဲ့ပြဿနာတစ်ခုကိုတွေးကြည့်ပါအဲ့ဒီပြဿနာရဲ့အသေးစိတ်ပြဿနာလေးတွေကိုခွဲခြမ်းစိတ်ဖြာပြီးဖြေရှင်းဖို့ကြိုးစားကြည့်ပါတကယ်ကိုအံ့အားသင့်စရာကောင်းတဲ့ရလဒ်တွေထွက်လာပါလိမ့်မယ်အလုပ်ကိုနေ့စဉ်တူညီတဲ့အချိန်မှာရက်လိုက်ပါဆိုတဲ့နောက်ဆုံးတစ်ခုကတော့တကယ်ကိုအရေးကြီးပြီးကျန်းမာရေးအတွက်ပါကောင်းမွန်တဲ့အလေးကျင့်ပါကဲကတော့နေ့တိုင်းညနေ9နာရီခွဲဆိုတာနဲ့အလုပ်ကိုရက်လိုက်တယ်အီးမေးလ်မစစ်တော့ဘူးအင်တာနက်မသုံးတော့ဘူးလုပ်စရာစာရင်းတွေမကြည့်တော့ဘူးကွန်ပျူတာပိတ်လိုက်တယ်တဲ့သူ့ရဲ့ဒီအလေးအကျင့်ကိုသူ့ရဲ့ blog post တစ်ခုမှာဖော်ပြခဲ့ဘူးတယ်သူ့ရဲ့စနစ်တွေပြောင်းလဲသွားပေမဲ့အလုပ်ချိန်နဲ့အနားယူချိန်ကိုစနစ်တကျစီစဉ်တာကတော့အမြဲတမ်းပြောင်းလဲမသွားတဲ့အချက်တစ်ခုပါပဲကျွန်တော်တို့အုံနောက်ဟာညဘက်မှာအနားယူဖို့ပြန်လဲအားဖြည့်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကအလုပ်ကိုတတ်နိုင်သမျှလုပ်မယ်ဆိုတဲ့စိတ်နဲ့တစ်ချိန်လုံးလုပ်နေမယ်ဆိုရင်အုံနောက်ကအနားရမှာမဟုတ်ပါဘူးဒါကြောင့်အလုပ်ကိုရက်မဲ့အချိန်ကိုသတ်မှတ်ပြီးအီးမေးလ်မစစ်တာပိုကောင်းတာကကွန်ပျူတာကိုပိတ်လိုက်တာမျိုးလုပ်ပါဒီလိုလုပ်ခြင်းအဖြစ်နေ့တိုင်းအနားယူဖို့အတွက်သတ်မှတ်ထားတဲ့အချိန်တစ်ခုကိုရလာမှာပါ
ခေတ်မီနည်းပညာတွေကြောင့်အာရုံပြတ်လွင့်စရာတွေများလာပေမဲ့စူးစူးဆိုက်ဆိုက်အလုပ်လုပ်တတ်ခြင်းဟာဒီနေ့ခေတ်မှာအရေးကြီးဆုံးစွမ်းရည်တစ်ခုဖြစ်လာပါတယ်။ဒီစွမ်းရည်ကကျွန်တော်တို့ကိုအလုပ်မှာထိရောက်မှုပိုစေပြီးတန်ဖိုးရှိတဲ့ရလဒ်တွေဖန်တီးနိုင်ပါတယ်။ဒီဘဝကိုရည်ရွယ်ချက်ရှိလှုပ်ဆောင်ဖို့နည်းလမ်းလေးမျိုးတွေကတစ်ခုကိုရွေးချယ်နိုင်တယ်လို့အကျိုးမရှိတဲ့အချိန်တွေကိုဉာဏ်ကြီးနဲ့အသုံးပြုပြီးတွေးခေါ်ခြင်းကလည်းစွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်ပါတယ်။နောက်ဆုံးအနေနဲ့နေ့စဉ်အလုပ်ကိုတူညီတဲ့အချိန်မှာရနာခြင်းကအုံနောက်ကိုအနာပေးပြီးနောက်နေ့အတွက်အားပြန်ဖြည့်ဖို့အရေးပါပါတယ်။ဒီအချက်တွေကိုလိုက်နာရင်ကျွန်တော်တို့ဟာပိုမိုအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်နိုင်ပါလိမ့်မယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။